ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပေးမှာပေါ့ဒီ kitchen printer ပေါ့နော် printer 3လုံးနဲ့လုပ်ပုံလုံးလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်ကက်ရှာဆိုရှင်ကက်ရှာရဲ့ printer ကိုကျွန်တော်တစ်ချက်ပြပေးမယ်နော် printer အသစ်လောက်တာတော့ဒီအောက်က press နဲ့ပဲလောက်တာပေါ့နော်အဲကျွန်တော်တို့ဒီကက်ရှာဆိုရင်ကျွန်တော်တို့ကက်ရှာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်မယ်နော်ကက်ရှာဆိုရင်ကက်ရှာprinter model မှာအာသာ model ဖြစ်ရမယ် Bluetooth မှာ interface เนาะ paper size ကကျတော့ 80mm ဒီနေရာမှာ print receipt and visa ဟာတွေကိုပဲကျွန်တော်တို့ open လေးကျွန်တော်တို့ဖွင့်ထားပေးရပါမယ်ပြီးတော့ဒီ set ဆိုတဲ့နေရာမှာကိုချင်းမဲ့ printer ကိုပဲကျွန်တော်တို့ခါရဲရွေးပြီးတော့တိုင်းပြီးချိတ်ပြမှာဖြစ်ပါတယ်ပေါ့เนาะပြီးကျွန်တော်တို့ စေ့စွာလေးကိုထဲလောက်ရင်တော့နှိပ်ထားပေးလိုက်ပါအဲ့ဒါပြီးကျွန်တော်တို့ဒီ kitchen printer ပေါ့เนาะ counter မှာကျွန်တော်ကစာရွက်ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီအောက်က plus နဲ့ပေါ့เนาะအတစ်လောက်လိုက်ပါကျွန်တော်ကလုပ်ပြီးသားရှိရမှာတစ်ခါတိုင်းပြီးတော့ပြပေးမယ်เนาะkitchen printer ကျွန်တော်တို့ online ပါဒီနေရာမှာ kitchen printer တို့ကျွန်တော်တို့ပေးမယ် printer model မှာ other model interface က bluetooth ဖြစ်ရမယ်ပြီးရင်ဒီ bluetooth printer မှာကိုချိန်မဲ့ printer model လေးကိုနောက်ထပ်တစ်လုံးရှာပြီးတော့အတစ်ထပ်ပြီးတော့ချိတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီး paper size ကလည်း 80mm ဖြစ်ရမယ်ပြီးရင်ဒီနေရာမှာเนาะ print order ကို open close လေးဖွင့်ပေးရမယ်เนาะဖွင့်ပေးလို့ရှိရင်ဒီဘက်အောက်မှာဒီ kitchen printer ဆိုတာလေးကိုလည်း open လေးဖွင့်ပေးရမယ်ပြီးရင်ကျွန်တော် seat ဆိုတာကျွန်တော်တို့နှိပ်ပြန်မှာဖြစ်ပါတယ်ပြီးရင်အတုပ် printer ပေါ့နော်select printer ပေါ့အကောင့်လေးတစ်ချက်ကျွန်တော်လိုက်ပြပေးပါမယ်မှာဒီတိုင်းပါပဲကျွန်တော်တို့ဒီနေရာမှာအဲ့လိုပဲ print order ဆိုတဲ့နေရာကို open ဖွင့်ပေးရမယ်ပြီးရင်ဒီမှာ select printer ဆိုတဲ့နေရာကိုကျွန်တော်တို့ open ဖွင့်ပေးရပြီးကျွန်တော် save ပြန်မှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒီ back office မှာကျွန်တော်လိုက်ပြပေးပါမယ်နော် kitchen တက်ကိုကျွန်တော်တို့ printer မှာကျွန်တော်ဘာတွေဖွင့်ပေးဖို့လိုရလဲဆိုလို့ကျွန်တော်လိုက်ပြပေးပါမယ်ကျွန်တော်စက်တင်ရောကျွန်တော်တန်းပြီးတော့တွားလိုက်ပါမယ်စက်တင်မှာကျွန်တော်တို့ဒီနေရာပေါ့နော်အောက်ဆုံးမှာ future ဆိုတာရှိဒါလေးကျွန်တော်တို့ဒီကောင်လေးကို open လေးကျွန်တော်တို့ဖွင့်ထားပေးဖို့လိုအပ်တယ်ပေါ့နော်ဒါလေးတွေ open လေးကိုဖွင့်ထားပေးကျွန်တော်တို့လိုအပ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုက open ticket ဆိုတာကတော့ဘာပေါ့နော်ကိုယ့်ရဲ့ table လေးပေါ့ table ကိုယ်ဆိုင်မှာ table ဘယ်နှခုရှိလဲပေါ့နော်table ခုံရှိတဲ့လောက်ကိုရေတော့ဒီမှာထည့်လို့ရပါတယ်ပြီးရင်စစ်ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါနော်အဲ့ဒါပြီး kitchen printer ဆိုတာအဲဒီ kitchen printer မှာကျွန်တော်ခုနကအဲ့လိုပဲ printer name တောက်ပြီးတော့ကျွန်တော်တို့ရွေးပြရမယ်နော်ဒီနေရာမှာကျွန်တော်ကတော့လုပ်ပြီးတော့ပဲကျွန်တော်ပြမယ်နော်အစ်ဆိုရင်တော့printer group ဆိုတာရှိအဲ့ဒါလေးကိုနှိပ်ပြီးတော့ကိုအတစ်ထပ်ပြီးတော့လုပ်ပေးရမယ်နော်ကျွန်တော်ဒါလေးကိုတစ်ချက်လောက်နှိပ်ပေးမယ်နော် kitchen printer ကျွန်တော်တစ်ချက်လောက်နှိပ်လိုက်ပါမယ်ဒီနေရာမှာကိုက kitchen ဆိုရင်က kitchen မှာကိုကဘယ် iron တွေကို